ကဘာချမ်းသာဆုံးလူပုဂ္ဂိုလ်10ယောက်ကိုကြည့်လိုက်တဲ့အခါမှာတဲ့ရှိတာမှာပုဂ္ဂိုလ်က10ယောက်ဒီ10ယောက်ကပေါင်းလိုက်လို့ရှိရင်ဒီမှာပြောထားတယ်အိမ်အောင်ကွဲတာအိမ်အောင်ကွဲတဲ့အရေးအတွက်ကဘယ်လောက်ရှိလဲဆိုရင်73လာတော့မှ73ခုတော့မှရှိတယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်ချမ်းသာဆုံးလူတွေကြားထဲမှာကြည့်မယ်ဆိုရင်နောက်တစ်ခါရေးထားတယ်မယ် happiness is complicated but if you simplify it into things like for example having a loving family you realize how limited money's role can be ဆိုတဲ့သဘောတရားကျွန်တော်တို့ကပျော်ရွှင်ဖို့ဆိုတဲ့ဟာကရှုပ်ထွေးနေတယ်လို့ကျွန်တော်တို့ကခက်တယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်ဒါပေမဲ့တကယ်ကိုအသေးစိတ်ကိုကျွန်တော်ကြည့်ပြီးတော့အရေးကြီးဆုံးအရာတွေကိုဆွဲထုတ်လိုက်မယ်ဆိုရင်ဥပမာတကယ်ကိုပျော်ဖို့ကောင်းတဲ့ပျော်စရာမိသားစုရှိတယ်ဟင်အဲ့လိုပဲကိုယ့်ရဲ့ကျမ်းမာရေးကကောင်းနေတယ်ကိုယ့်ရဲ့မိတ်ဆွေကောင်းနေရှိတယ်ဆိုတဲ့ဟာလေးအဲ့ဒါလေးတွေကျွန်တော်တို့ကအဲ့ဒါလေးတွေနဲ့တကယ်အရေးကြီးဆုံးအရာလေးနဲ့ရှာပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့ you realize how limited money's role can be အဲ့တော့ငွေရတာဒီဟာကိုလာပြီးတော့ influence မရှိဘူးလို့ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့ခုနကတော့ကျွန်တော်တို့တကယ်ကိုပျော်အောင်လုပ်ပေးနိုင်တဲ့အရာတွေ experience တွေထဲမှာငွေရဲ့ပါဝင်ပတ်သက်မှုကအဲ့လောက်ထိမများတော့ဘူးတဲ့။ရေးထားနော် it is not that it has no role ငွေမှာတော့လာပြီးတော့အကျိုးသက်မှုမရှိဘူးလို့ပြောတာမဟုတ်ပါဘူး just smaller than you may have assumed ကျွန်တော်တို့ထင်ထားတာကျွန်တော်မသိသေးမှတွေးထားတာတဲ့တွေးထားတာလောက်တော့မကြီးမအောင်ငွေရဲ့အခန်းကဏ္ဍကအဲ့လောက်ထိမကြီးမအောင်ဆိုတဲ့ဟာပို့ပြီးတော့နားလေလာပါလိမ့်မယ်ဟာဒီချက်လေးကလည်းရန်ကောင်းတယ်အဲ့မှာဆက်ပြီးတော့ရှင်းပြတာ if you are already an unhappy person it is unlikely that more money will ever fix your problems ခေတ်စားကလေးကမကြည့်မနှက်မှုများနေတယ်သူများဆိုမနာလိုတတ်တယ်အဲ့လိုမျိုးဘာဖြစ်ပြဿနာတက်နေတဲ့လူကသူ့ပြဿနာတွေကိုငွေနဲ့ဖြေရှင်းလို့ရမယ်လို့ထင်ပေမဲ့လည်းတကယ်တမ်းကကျတော့အဲ့လိုလူအတွက်ငွေကဘယ်လို့မှသူ့ရဲ့ပြဿနာတွေကိုမဖြေရှင်းပေးနိုင်ဘူးဆိုတဲ့ဟာကိုဒီမှာပြောထားတာပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့ဘူးပါလိမ့်မယ်ဘယ်လောက်ထိရှိကျေနပ်နေရဆိုတာမရှိနိုင်တဲ့လူတွေwhen spending more money does make you happier it is for indirect reason ဒါကျွန်တော်ပြောလို့ပဲကျွန်တော်တို့ကဟုတ်တယ်ငွေကကျွန်တော်တို့တစ်ခါကြာပျော်ရွှင်မှုတွေပေးနိုင်တယ်ဒါပေမဲ့အဲ့ပျော်ရွှင်မှုကဓာတ်ရိုက်သွားတာမဟုတ်ဘူးကျွန်တော်တို့တွေ့လိုက်ပြီးသွားတာဥပမာကျွန်တော်တို့အင်ဂျယ်ကြီးဝယ်လိုက်တယ်အင်ဂျယ်ကြီးဝယ်လိုက်တဲ့အခါမှာအင်ဂျယ်ကြီးကိုကျွန်တော်တို့ကရသွားလို့ပြောတာမဟုတ်ဘူးဒီကိုအင်ဂျယ်ကြီးရတဲ့အခါမှာကိုယ့်ရဲ့တငယ်ချင်းပေါင်းတင်တွေကိုပါတီတွေလုပ်လို့ရတယ်ကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေလာပြီးတော့နေလို့ရပြီးတော့စုစုဝေးနဲ့ကျွန်တော်တို့ပို့ပြီးတော့မိသားစုအချိန်တွေပေးလို့ရတဲ့ဟာမျိုးတွေမိသားစု quality time တွေရအောင်လုပ်လို့ရတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပျော်ရွှင်မှုရတယ်အိမ်ရလို့ရတာမဟုတ်အဲ့ဒါသူပေးသွားတဲ့ဥပမာလေးကအရင်ကောင်းတယ်ကျွန်တော်ကတဲ့ဆိုကြပါစို့သူကတဲ့သူ့မိသားစုကို first class နော်လေမြန်စီးပြီးတော့ first class လေမြန်စီးပြီးတော့ Hawaii မှာသွားပြီးတော့ Hawaii ကတောင်ပေါ်မှာပေါ့နော်တဲတောင်ပေါ်မှာ beach ပေါ်မှာသူတို့ဒီရိုးစာတွေနဲ့ Lego တွေနဲ့ဆော့တယ်ဆိုရင်လည်းဟိုကျင်တတ်ပါတယ်အဲ့ပျော်ရွှင်မှုကိုသူ10လို့ပေးမယ်ဆိုရင်တဲ့သူ့အိမ်မှာပဲသူ့ရဲ့ကလေးတွေနဲ့သူ့ရဲ့ဒီအဲကန်ထဲမှာပဲ Lego တူတူဆော့တဲ့ဟာကလည်း10မဟုတ်ရင်တောင်မှ9.5လောက်ဖြစ်မှာပါပဲအဲ့ဆိုတဲ့သဘောတရားကတော့မလို့ရဘူးမတုံးရဘူးလို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီငွေရဲ့အခန်းကဏ္ဍကအဲ့လောက်ထိမပါပါဘူးဆိုတဲ့ဟာကိုဒါမှမဟုတ်ငွေရဲ့အခန်းကဏ္ဍအဲ့လောက်ထိမကြီးမားပါဘူးဆိုတဲ့ဟာကိုသူကမြင်အောင်ပြောတာအဲ့ဒီချက်လေးကလည်းဒါကျွန်တော်အနေနဲ့ပြန်ပြီးတော့ကိုပြန်သုံးသပ်လို့ရတယ်ကိုပြန်ပြီးသတိထားလို့ရတဲ့အချက်